င်္ဂလာပါရှင်မိုင်းတို့လက်ခတ်တန်းနေပြီးတော့အသစ်ထွက်ရှိထားတဲ့ချုပ်ပြီးသား one set လေးတွေဖြစ်တဲ့ RTW one set ကလေးတွေမိုင်းပြပေးခြင်းလို့ပါအဲ့ဒါလေးတွေကချစ်ပိုးတွေကထွက်ရှိထားတာဖြစ်ပါတယ်ချစ်ပိုးချင်း one set ကလေးတွေချုပ်ပြီးသားလေးတွေရဲ့လှပမှုကိုမိုင်းရပြပေးခြင်းလို့ပါဒီမှာဆိုအင်းကြီးချုပ်ပုံလေးကမယိုးမဆန်းလေးနဲ့တိတ်ကိုလှပါတယ်အဓိကအသက်ကလေးကတော့ဒီမှာကျဲသီးလေးတွေကပလဲလေးတွေထည့်ပေးထားတာလေးပေါ့နော်ဒီဒီဇိုင်းလေးရမယ်နောက်ထပ်ဒီဇိုင်းလေးတစ်ခုကဆိုလို့ရှိရင်ချောကလက်နဲ့ရှားနဲ့ဖောက်ထားတဲ့ဒီဇိုင်းလေးဒါလေးဆိုလည်းမယိုးမဆန်းလေးနဲ့တအားကိုလှတာပါရှင်နောက်ထပ်ဒီဇိုင်းလေးတစ်ခုကဆိုလို့ရှိရင်တော့ဒါနီညိုကာလာလေးပါနီညိုလေးမှာဆိုလို့ရှိရင်လည်းမိုင်းတို့ကကျဲသီးနေရာလေးမှာ handmade ဒီနဲ့မိုင်းတို့ဖန်တီးထားတာဖြစ်ပါတယ်လက်ခတ်တန်ရဲ့ချုပ်ပြီးသား one set ကလေးတွေကဆိုလို့ရှိရင်တော်ဝင်စန္ဒာဆိုင်ပေါ့နော်အဲ့မှာရှိပါတယ်မိုင်းတို့လက်ခတ်တန်ရဲ့တော်ဝင်စန္ဒာဆိုင်မှာကိုအတိုင်းလေးတွေနဲ့ adjust လုပ်ပြီးတော့လာရောက်ဝယ်အားပေးလို့ရပါတယ်လက်ခတ်တန်ရဲ့ one set ကလေးတွေကဆိုလို့ရှိရင်ပွဲတိုင်းသွားကြရရှိတယ်နောက်တစ်ခါချုပ်ဖို့အချိန်မရဘူးဆိုတဲ့သူတွေအနေနဲ့မိုင်းရတော့ recommend ပေးပါတယ်ရှင်ထက်တန်ရဲ့တော်ဝင်စန္ဒာဆိုင်မှာလာရောက်ဝယ်ယူအားပေးဖို့ကိုလည်းမိုင်းရဖိတ်ခေါ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်